တိပေးအပ်ပါသည်နိုင်ရင်နဲ့စာပကြီးအများကတင်စားကြတယ်ကျွန်တော်တို့အတွဲလေးပြတ်သွားပါပြီသူ့မေမေပြောပုံကတော့ဥစ္စာပေါ်တဲ့မျိုးကြီးသားတွေသူ့သမီးနဲ့ထိုက်တန်သူမို့ကျွန်တော်ကိုပြောလာပါပြီမြေနဲ့ရလန်ဆိုင်လို့ပဲကျွန်တော်အသေးကိုဆွဲထုတ်ကြလေသည်နောင်များပတ်သက်မိပါလေရဲ့ဥပဒေရတရားဆွဲဖို့လာတတိပေးသည်အော်တရားကြပါလေသည်ကျွန်တော်အချစ်ကိုဝိုင်းနာချသည်ကိုပြက်ဝိညာမိခဲ့တယ်လို့ပဲမအိုစားလက်သေးဇလန်းစေမတန်တီမရှက်တမ်းပြောပြရရင်ကျွန်တော်တို့ဇလန်းလေးမလေးတီကျွန်တော်ချစ်သူကောင်းမလေးကကျွန်တော်ဘက်မှာလုံးဝလက်မကန်ကြီးသူမိဘဆွေမျိုးများကြောင့်ကျွန်တော်ကထင်သူချစ်လျက်စွတ်တို့မရလို့ငိုဝဲစင်အော်သူမိဘဆွေမျိုးများကြောင့်ကျွန်တော်ကထင်သူချစ်လျက်စွတ်တို့မရလို့ငိုဝဲစင်အကယ်ဒမီများပေးမဲ့ဆိုရင်တနေ့ထဲနဲ့နှစ်ထပ်ကွမ်းသူရခြင်းအော်မရွှေချောကမစွတ်ချင်ညွတ်ချင်မင်းတို့စိတ်ဝင်ဇလန်းစေမတန်တင်ထားလိုက်ခြင်းရဲ့ခေပေးအပ်ပါသည်နိုင်ရင်နဲ့စာပကြီးအများကတင်စားကြတယ်ကျွန်တော်တို့အတွဲလေးပြတ်သွားပါပြီသူ့မေမေပြောပုံကတော့ဥစ္စာပေါ်တဲ့မျိုးကြီးသားသည်သူ့သမီးနဲ့ထိုက်တန်သူမို့ကျွန်တော်ကိုပြောလာပါပြီမြေနဲ့ရလန်ဆိုင်လို့ပဲကျွန်တော်အသေးကိုဆွဲထုတ်ကြလေသည်နောင်များပတ်သက်မိပါလေရဲ့ဥပဒေရတရားဆွဲဖို့လာတတိပေးသည်အော်တရားကြပါလေသည်ကျွန်တော်အချစ်ကိုဝိုင်းနာချသည်ကိုပြက်ဝိညာမိခဲ့တယ်လို့ပဲမအိုစားလက်သေးဇလန်းစေမတန်တီမရှက်တမ်းပြောပြရရင်ကျွန်တော်တို့ဇလန်းလေးမလေးတီကျွန်တော်ချစ်သူကောင်းမလေးကကျွန်တော်ဘက်မှာလုံးဝလက်မကန်ကြီးသူမိဘဆွေမျိုးများကြောင့်ကျွန်တော်ကထင်သူချစ်လျက်စွတ်တို့မရလို့ငိုဝဲစင်အော်သူမိဘဆွေမျိုးများကြောင့်ကျွန်တော်ကထင်သူချစ်လျက်စွတ်တို့မရလို့ငိုဝဲစင်အကယ်ဒမီများပေးမဲ့ဆိုရင်တနေ့ထဲနဲ့နှစ်ထပ်ကွမ်းသူရခြင်းအော်မရွှေချောကမစွတ်ချင်ညွတ်ချင်မင်းတို့စိတ်ဝင်ဇလန်းစေမတန်တင်ထားလိုက်ခြင်း